ဘုရားဘာသာဝင်ရဲ့စိတ်ထဲမှာဘာသာတရားကိုလေးလေးနက်နက်လိုက်စားပြီးဆိုရင်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်ခြင်းတဲ့ဆန္ဒတစ်ခုကတော့သောတာပန်ဖြစ်ခြင်းတာပါပဲသူကလည်းပဲဖြစ်ခြင်းတဲ့မှာလေတကယ်ကိုပြင်းပြင်းထန်ထန်ဖြစ်ခြင်းတဲ့ဆန္ဒရှိတဲ့မှာလေအဲ့ဒါဘုန်းကြီးကဒီနေ့သောတာပန်အကြောင်းကိုပြောပြမယ်ဒေသနာနဲ့အညီမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတော်တွေနဲ့အညီပြောပါမယ်နော်သောတာပန်နသောတာပန်ဆိုတဲ့စကားလုံးလေးကသောတာပန်နသောတာအာပန်နမူရင်အရင်အမြစ်ကသောတာဆိုတာစီးဆင်းနေတဲ့ရေအရင်ကိုပြောတာသောတာဆိုတာစီးဆင်းနေတဲ့ရေအရင်နားကိုလည်းသောတာလို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာသူဆိုလိုတာကစီးဆင်းနေတဲ့ရေအရင်အဲ့ဒီစီးဆင်းနေတဲ့ရေအရင်ကလည်းအမျိုးမျိုးရှိတယ်ဒီနေရာမှာသောတာပန်နာအရာသောတာအရာစီးဆင်းနေတဲ့ရေအရင်ဆိုတာတရားရည်စည်းကြောင်းကိုပြောတာတဏှာကိုလည်းပဲမြတ်စွာဘုရားကရေအရင်နဲ့ဥပမာပေးပြီးတော့ဟောတာရှိတယ်နတ္ထိတဏှာတမနတ္ထိတဏှာနဲ့တူတဲ့အမြဲစီးဆင်းနေတဲ့မြစ်ဆိုတာဘယ်မှာမှမရှိဘူးတဲ့ဘုန်းကြီးတို့ပုထုဇဉ်တော်တွေရဲ့စိတ်ထဲမှာတဏှာမြစ်ကြီးစီးနေတယ်ဟုတ်လားခုဒီနေရာမှာသောတာပန်အရာမှာပြောတဲ့သောတာကဓမ္မရေအရင်တရားရည်စည်းကြောင်းအပန္နဆိုတာရောက်ရှိတာတရားရည်စည်းကြောင်းမို့ကိုရောက်ရှိသွားတာပြန်ပြီးတော့မတိန်တော့ဘူးမစောင်းတော့ဘူးအဲ့ဒါတောက်လျှောက်သူကအထက်မဲ့သုံးပါးလဲလဲလျောင်းရာရှိတယ်နော်နိယတတံဘောဓိပရာယနာလို့မြတ်စွာဘုရားသုံးသောတာပန်တို့ရဲ့သောတာပန်ဖြစ်ပြီးဆိုရင်အလွန်မွန်မြတ်တဲ့အကျိုးကျေးဇူးကြီးနှစ်ပါးအဲ့ဒါမြတ်စွာဘုရားသောတာပန်ဆိုတဲ့အသုံးနှုန်းကိုသုံးနှုန်းတိုင်းအဲ့ဒီအလွန်မွန်မြတ်တဲ့အကျိုးကျေးဇူးကြီးနှစ်ပါးကိုအမြဲဖော်ပြတယ်အဲ့ဒါကဘုန်းကြီးတို့အလွန်မှရချင်စိတ်ထက်သန်စေတဲ့အရာပေါ့နော်နံပါတ်1အကျိုးကျေးဇူးကအဝိနိပါဒဓမ္မအဝိနိပါဒဓမ္မဆိုတာဝိနိပါဒဆိုတာဖျို့ဖျဲပြိုကွဲပျက်စီးပြီးတော့ကြာရတဲ့သဘောဖောက်လဲဖောက်ပြန်ဖြစ်ပြီးတော့ကြာရောက်သွားရတဲ့သဘောအပယ်လေးပုံကိုရောက်တာကိုပြောတာဗယံပရာဆွဆွဝါဝါဖောက်ပြန်ပျက်စီးပြီးတော့ရောက်သွားတဲ့အနေအထားကိုဝိနိပါဒလို့ပြောတာခုဘုန်းကြီးတို့ယုံနာဆိုတာအမြဲတမ်းဖောက်ပြန်နေတာပါပဲအခုလည်းဖောက်ပြန်နေတာဒါပေမဲ့ဒီဖောက်ပြန်မှုကတိတ်ပြီးတော့ပြင်းပြင်းထန်ထန်အယုတ်ဆိုးဆိုးကြီးမဟုတ်သေးဘူးပုံလေးကလည်းဒီတိုင်းဟုတ်လားစိတ်နေသဘာဝလေးကလည်းဒီတိုင်းလေးဘုန်းကြီးတို့တော်တော်များများထိန်းထားနိုင်ဆိုးဆိုးဝါးဝါဖောက်ပြန်ပျက်စီးတယ်ဆိုတာသိပြီးတဲ့နောက်မှာငရဲတိရစ္ဆာန်ပြိဋ္ဌာအတုရကေဆိုတဲ့ဘဝဇူး၄မျိုးကိုရောက်သွားတာအဲ့ဒီဘဝအဲ့ဒီခန္ဓာတွေဆက်ဖြစ်သွားတာအခုလည်းပဲယုံနာကဆက်ဖြစ်နေတာပဲယောဂီတို့ထိုင်ပြီးတော့ကြည်နေတာအဲ့ဒါဆက်ဖြစ်နေတဲ့ယုံနာတွေကိုကြည်နေတာပဲအဲ့ဒါသိပြီဆိုတော့ဆက်ဖြစ်မဲ့အနေအထားကအလွန်ကြီးမားတဲ့အပြောင်းလဲဖြစ်တယ်နတ်ဖြစ်ရင်လည်းအလွန်ပြောင်းလဲတယ်နော်လူဖြစ်မယ်ဆိုရင်လည်းဒီမိဘမဟုတ်တော့ဘူးဒီအတိုင်းဝိုင်းမဟုတ်တော့ဘူးဒီအနေအထားမဟုတ်တော့ဘူးအကုန်လုံးအစ်စ်ပြန်စလိုက်တဲ့သဘောမျိုးပေါ့နော်ဟုတ်လားတကယ်လို့ငရဲရောက်သွားတယ်တိရစ္ဆာန်ဖြစ်သွားတယ်ပေတာလောကသားဖြစ်သွားတယ်ဆိုရင်လည်းအခုဖြစ်နေတဲ့အခြေအနေအခုပြောင်းလဲတဲ့အခြေအနေနဲ့ဘာမှကိုမဆိုင်အောင်အလွန်ကြီးမားတဲ့ပြောင်းလဲမှုဖြစ်တယ်ဟုတ်လားအဲ့ဒါတကယ်လို့သိပြီးတဲ့နောက်မှာကိုကလူဖြစ်တယ်နတ်ဖြစ်တယ်မြမဖြစ်တယ်ဆိုရင်လည်းကောင်းမွန်တဲ့အပြောင်းလဲပေါ့အပြောင်းလဲတော့အပြောင်းလဲပဲဒါပေမဲ့အပေပုံရောက်သွားပြီဆိုတော့အဲ့ဒီအပြောင်းလဲကြီးကအလွန်မှဆိုးရတယ်အဲ့ဒါကိုဘာလို့ခေါ်လို့ဆိုတော့ဝိနိပါဒဓမ္မဖယိုဖယဲပြိုကွဲပြီးတော့အလိုမကြပဲနဲ့ရောက်သွားတာပျက်စီးပြီးတော့ရောက်သွားတာအ
အဝိနိပါဒဓမ္မဆိုတာသောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒါလိုဖျော်ဖျဲပြိုကွဲပျက်စီးသွားတယ်ဆိုတာမရှိဘူးတဲ့အဝိနိပါဒဓမ္မလို့အဲ့လိုလေးမြတ်စွာဘုရားသုံးတယ်အဲ့ဒါလေဒီဆိုဘုရားကြီးများကြီးတဲ့ကျမ်းစာတွေထဲမှာဝိနိပါတိကဘေးလို့ဆိုကြီးကအမြဲတမ်းသုံးတယ်ဝိနိပါတိကဘေးဆိုတာခုနလိုဆူဆူဝါဝါဖောက်ပြန်ပြောင်းလဲပျက်စီးပြီးတော့ကြာရောက်သွားတဲ့အပေလေးပါးကိုရည်ရွယ်တာအဲ့ဒါဒီသောတာပန်မဖြစ်သေးဘူးသစ္စာလေးပါးကိုမသိသေးဘူးမဂ္ဂင်၈ပါးတည်းဟူသောတရားရည်အရင်ပေါ်ကိုရောက်မသွားသေးဘူးသောတာပန်မဖြစ်သေးဘူးဆိုရင်အဲ့ဒီတရားဝါဟာအမြဲတမ်းဝိနိပါတိကဘေးနဲ့သူဟာဆက်ဆက်နေတယ်ဖြစ်ချင်တယ်လို့ဖြစ်နိုင်တယ်ပေါ့အဲ့ဒါဘုန်းကြီးများလည်းပဲတရားတွေခဏခဏထည့်ဟောဖို့ပါတယ်အုံးမေမောကအုံးသီးများထမ်းမေမောကထမ်းသီးများကျွေးကြပြီဆိုရင်ဘယ်နာလေးပြုတ်ကြမယ်ဘယ်နာလေးလိမ့်ပြီးတော့ဘယ်နာလေးရက်သွားမယ်လို့ဘယ်လိုမှမှန်းလို့မရဘူးနော်ဗျံပဒါမှန်းလို့မရဘူးမသေးကြဘူးမရေရဘူးအဲ့ဒါကိုဝိနိပါဒခေါ်တယ်ပုရုဇဉ်တွေရဲ့ဘဝဟာအဲ့ဒီတိုင်းအကယ်၍သစ္စာလေးပါးကိုသိသွားပြီသောတာပန်ဖြစ်သွားပြီဆိုရင်တော့ငှက်များသူနားထားတဲ့အကိုင်းကျိုးသွားတဲ့အခါမှာဗျံပရာပြုတ်ကြတယ်ဆိုတာမရှိဘူးကြိုက်တဲ့အကိုင်းမှာထပ်ပြီးတော့သူနားနေနိုင်စွမ်းရှိတယ်ဆိုတော့ကြီးကဘယ်လိုလေးရှင်းပြတော့ဆိုတော့ငှက်မှာသူကတစ်ကိုင်းပေါ်နားနေပြီဆိုရင်သူ့မှာအာကိုအာရပြုတ်စရာကတစ်ကိုင်းတစ်ခုတည်းရှိတာမဟုတ်ဘူးတဲ့ဒုတိယမြောက်အာကိုစရာရှိတယ်အဲ့ဒါဘာလို့ဆိုတော့သူ့ရဲ့အတောင်မှန်တစုံဒီအကိုင်းကျိုးသွားပြီဆိုရင်သူ့ရဲ့အတောင်မှန်ကိုသူအားကိုးမှာသူဟာဒီလေးဟာပြင်းထဲမှာယက်တီနိုင်စွမ်းရှိတယ်လောလောဆယ်သူတစ်ကိုင်းပေါ်နားနေပြီမယ်လို့သူ့မှာလေးဟာပြင်းထဲမှာယက်တီနိုင်တဲ့အစွမ်းရှိနေတယ်ဒါကြောင့်တစ်ကိုင်းကျူးပြီဆိုရင်ဒုတိယမြောက်အစွမ်းတတ္တိကိုသူထုတ်ပြီးတော့ကြိုက်တဲ့အကိုင်းမှာသူနားနေနိုင်စွမ်းရှိတယ်ခုနတုန်းကထန်းသီးများအုံသီးများကြတော့အညာပြုတ်သွားပြီဆိုတော့သူအညာလေးတစ်ခုပဲသူ့မှာအားကိုးရမိရရှိတာ哦အညာပြုတ်သွားပြီဆိုတော့လည်းသူကဘုံတိုင်းကြီးအောက်ကိုတခါနဲ့ပြုတ်ကျသွားတယ်။တဘုန်းကြီးတို့ကလည်းပဲပုထုဇဉ်တရားတွေကဒါဘုန်းကြီးတွေးမိတာလေးပါပေါင်းစပ်ပြီးတော့ပြောတာပေါ့နော်။ဒီဘဝခန္ဓာကိုပဲဘုန်းကြီးတို့ကအားကိုးအားရပြုပြီးတော့နေနေတာ။တခြားစဉ်းစားတော့ဟုတ်တယ်မဟုတ်လား။ဒါလေးကိုပဲအားကိုးအားရပြုပြီးတော့နေနေတာပုထုဇဉ်တရားတိုင်းနော်ဒါလေးကပြတ်တော့မယ်ဆိုတော့ तू ဘာမှအားကိုးစရာမရှိတော့တော့ तू ကဒါမှပြတ်ခင်တုန်းကသူ့မှာဒုတိယမြောက်အားကိုးရာအသိဉာဏ်ပညာတည်းဟူသောဓမ္မကိုသိတဲ့ဉာဏ်ပညာတည်းဟူသောအားကိုးရာကို तू ဟာထိထိမိမိရှာမထားရသေးဘူးတကယ်လို့သာဓမ္မဆိုတာကိုကောင်းကောင်းသိလို့နိဗ္ဗာန်ကိုထွန်းဖောက်ပြီးတော့သိသည့်အထိသိသွားပြီမြင်သွားပြီဆိုရင်သူဟာနောက်ထပ်ဘာအားကိုးရာရှိတယ်လို့ပြောရမှာနိဗ္ဗာန်တည်းဟူသောအားကိုးရာရှိတယ်ဆိုကြီးကအဲ့လိုလေးလေးရှင်းပြတယ်အရိယာပုဂ္ဂိုလ်တွေမှာဘဝခန္ဓာတဲ့အာကိုရာရှိတာမဟုတ်ဘူးဘဝခန္ဓာပြတ်သွားပြီဆိုရင်သူ့မှာနိဗ္ဗာန်တည်းဟူသောအာကိုရာရှိတယ်နော်ဒါကြောင့်မြတ်စွာဘုရားကဒီသောတာပန်ပုဂ္ဂိုလ်တွေမှာဘလို့အည်အသွေးနဲ့ပြည့်စုံနေတယ်လေတနည်းအားဖြင့်ဘလို့အည်အသွေးပြည့်စုံနေတာကိုကြည့်ပြီးတော့ဒီလူဟာသောတာပန်ပုဂ္ဂိုလ်ပဲလို့သိနိုင်တယ်လေနော်အဲ့ဒါယောဂီတို့ရဲ့စိတ်ထဲမှာဒီအကြောင်းအရာလေးတွေကကြာဘူးနာဝရှိပြီးသားပါဒါပေမဲ့တလုံးတစ်စည်းတဲ့ဘုန်းကြီးကသောတာပန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတရားစခန်းဝင်တဲ့လူတွေကလူငယ်ပိုင်းလူလက်ပိုင်းပဲများတော့ဒါလေးကိုမှန်မှန်ကန်ကန်အခြေခံကြကြဒေသနာနဲ့အညီသိစေခြင်းလို့စူးစီးပေးတဲ့သဘောပါနော်သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုလို့ရှိရင်မြတ်စွာဘုရားစကားဦးလေးဏိဒန်းလေးဘလိုလေးခြီးပြီးတော့ပြောတော့စောစောတုန်းကစကားလုံးလေးနှလုံးနော်အဝိနိပါဒဓမ္မရဲ့နိရိယတံဘောဓိပရာယနာနိရိယဆိုတာမြဲတာတံဘောဓိဆိုတာအထက်မဲ့ဉဏ်တွေပရာယနာဆိုတာလားလိမ့်မယ်ရောက်လိမ့်မယ်ဆိုလိုတာကသေချာပေါက်တဂရကံအနာကံယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆံဒုက္ခခတ်သိငြိမ်းရလိမ့်မယ်ဟုတ်လားသေချာပေါက်အထက်မဲ့ဉဏ်ဖို့ဉဏ်တွေစီကိုရှေ့ရှုနေတယ်လို့ပြောတာနော်သောတာပန်ပုဂ္ဂိုလ်ရဲ့မုံမြတ်တဲ့နော်အကျိုးရလဒ်ကြီးနှစ်မျိုးသူ့မှာရှိနေတယ်အဝိနိပါဒဓမ္မဖယုဖယပြိုကွဲပျက်စီးကြเสียအကြောင်းမရှိဘူးနိရိယတံဘောဓိပရာယနာ
သေချာတဲ့အထက်မဲ့သုံးပါးလင်လဲလျောင်းရာရှိတဲ့အနာဂတ်အနေထားကောင်းဟာသေချာပေါက်ရှိနေတယ်အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဟာတဲ့သူတန်တန်မှာနော်ဘလို့အည်သွေးတွေကိန်းဝတ်နေတော့အခုပြောတာကအကျိုးရလတ်2မျိုးလို့ဘုန်းကြီးကဆိုခြင်းတယ်ဟုတ်လားဘလို့အည်သွေးတွေရှိနေတော့တနည်းအားဖြင့်သူ့ရဲ့တန်တန်မှာဘလို့အည်သွေးတွေကိုတွေ့ရမြင်ရပြီဆိုရင်ဒီလူဟာသောတာပန်ပုဂ္ဂိုလ်လို့ပြောနိုင်မှာတော့ဖရာရဲ့ဂုံတရားရဲ့ဂုံတန်ခါရဲ့ဂုံကိုနဲ့ဆိုင်နားလေပြီးတော့တက်ဝင်တယ်ယုံကြည်တယ်ကြည်ညိုတယ်၃ချက်အရိယာတွေအလွန်မှနှစ်သက်တဲ့မျက်နှိုးတဲ့မကျိုးမပေါက်မပြောက်မကြားသောတဏှာကျွန်းအဖြစ်ကလွတ်သောတဏှာဒိဋ္ဌိတို့ဖြင့်မှားယွင်းစွာမသုံးသပ်အပ်သောတမာတိကိုတေချာပေါက်ဖြစ်စေသော၅ပါးသီလနဲ့ပြည့်စုံတယ်၅ပါးသီလကိုရှေ့ကအဲ့ဒါလိုဝိသေသနာစကားလေးတွေခံပြီးမှဟောတာနော်အရိယာကံတေဟိဖြူစင်တန်ရှင်းကြတဲ့အရိယာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီ၅ပါးသီလကိုအလွန်မှနှစ်သက်တဲ့မြတ်လို့တဲ့ဘဝမှာဒါအလွန်မှအရေးပါတဲ့တန်ဖိုးကြီးတဲ့အရာတစ်ခုလို့သိတယ်သူများကိုမထိခိုက်ဖဲနဲ့ကိုယ့်အကိုဖြူဖြူစင်စင်လေးနေတာဘုန်းကြီးကအဲ့လိုလေးသဘောပေါက်မိတယ်သူများရဲ့ရှင်သန်မှုကိုဖျက်ဆီးလောက်သည့်အထိမဆိုးသွမ်းမှုသူများရဲ့ပိုင်ဆိုင်မှုကိုမတရားယူသည့်အထိဒီလူစိတ်မဆိုးသွမ်းမှုဟုတ်လားသူများရဲ့ရှင်သန်မှုဖျက်ပြီးဆိုရင်ဒါအလွန်ဆိုးသွမ်းမယ်သူဟာဘဝတန်တရားထဲမှာဆိုးသွမ်းနေနေတာပဲသူများရဲ့ပိုင်ဆိုင်မှုကိုဖျက်ဆီးတယ်အိမ်တော်ကြီးဖောက်ပြန်တယ်ကာမကိုမှားယွင်းခံစားတယ်နော်ကာမေတုမိစ္ဆာစာရဆိုတာကိုကြည်ကြပြန့်ပြန့်နားလည်ဖို့လိုမယ်ဒီနေရာမှာအကျယ်တဝင့်ပြောဖို့အချိန်မရှိပါဘူးနော်ဝိရစေဝါနဲ့မပတ်သက်မိဖို့လိုမယ်ကိုနှုတ်ကထွက်တဲ့စကားတွေဟာသစ္စာစကားဖြစ်ဖို့လိုမယ်ပေါ့နော်အဲ့ဒီ၅ပါးသောသီလကိုမြတ်စွာဘုရားကအရိယာကံတေဟိအရိယာတွေအလွန်နှစ်သက်တဲ့မျက်နှိုးတယ်မကျိုးမပေါက်မပြောက်မကြားသောတော့ဒီ၅ပါးကိုအစကပြက်နေတာအဆုံးမှာပြက်နေတာအလယ်မှာဖောက်ပြီးတော့ပြက်နေတာအဲ့ဒါမျိုးမရှိဘူးဘုဇိတ်တေဟိတဲ့တဏှာကျွန်းဖြစ်ကလွတ်တယ်တခြားသောအကျိုးရလဒ်တွေကိုရည်ရွယ်ပြီးတော့ဒီဟာကိုစောင့်ထိန်တာမဟုတ်ဘူးဒါဟာသူတော်ကောင်းတို့ရဲ့အလေးအကျင့်ဒါဟာတမာတိဖြစ်ခြင်းရဲ့အကြောင်းတရားဒါဟာမဲခင်၈ပါးထဲမှာပါတဲ့အစိတ်အပိုင်းတစ်ခုဒုက္ခချုပ်ငြိမ်းခြင်းနဲ့ဆိုရင်ဒီကစရမယ်ဆိုတဲ့အတိမှန်အမြင်မှန်နဲ့ကျင့်သုံးထားတဲ့၅ပါးသီလကိုပြောတာဟုတ်လားအဲ့လိုမျိုးတမာတိကိုဖြစ်စေတဲ့သီလနဲ့လည်းပြည့်စုံတယ်ဒါမြတ်စွာဘုရားကတော့အသေးစိတ်ပြောပါတယ်နော်သောတာပန်ပုဂ္ဂိုလ်တူတယောက်ဒီနံပါတ်1အရဟံသဘဂဝါဆိုမြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးကိုတကယ်သိမြင်နားလည်ပြီးတော့ကောင်းကောင်းသဘောပေါက်ပြီးတော့ဒါကိုယုံကြည်တယ်အလွန်လဲကြည်ညိုတယ်မြတ်စွာဘုရားရဲ့ပုံမှာအလွန်ကြည်ညိုတယ်နော်သူတော်ကောင်းတရားရဲ့ပုံမှာဒါဂုဏ်တော်9ပါးဘုန်းကြီးကဘာမှအခြေချက်မပြောဘူးနော်နောက်သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့လည်းပဲသောခါတာအစဝိရိဒဘောအဆုံး6ပါးသောဂုဏ်တော်ကိုသိတယ်မြင်တယ်နားလည်တယ်သဘောပေါက်တယ်အလွန်လဲယုံကြည်တယ်ကြည်လဲကြည်ညိုတယ်တန်ဃာတော်တို့ရဲ့ဂုဏ်ကြတော့ဘယ်လိုပြောမလို့သုပ္ပတိပန္နာကောင်းကောင်းကျင့်တယ်ဥဇုပ္ပတိပန္နာဖြောင်းဖြောင်းကျင့်တယ်ညာယပတိပန္နာမဉ္ဇဉ်ဘုံညာရဖို့အတွက်ကျင့်တယ်တာမိစိပတိပန္နာအယူအသေးခံယူခြင်းနဲ့ထိုက်တန်အောင်ကျင့်တယ်ဒါအကြောင်းဂုဏ်၄ပါးခေါ်တာပါနော်အဲ့ဒီအကြောင်းဂုဏ်၄ပါးနဲ့ပြည့်စုံလို့တကယ်လို့မြတ်သူဟာအရိယာဖြစ်သွားပြီဆိုလို့ရှိရင်သူ့ကိုဘာလို့ခေါ်တော့အရိယာတန်ဃာယရိဒံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာနော်၄စုံ၈ဖို့အစုံလိုက်လေးပြောမှဆိုရင်၄စုံသောတပတ္တိမပုဂ္ဂိုလ်သောတပတ္တိဖို့ပုဂ္ဂိုလ်ဟုတ်လားတူးချင်းခွဲပြောမယ်ဆိုရင်အခိုက်အတန့်လေးတွေခွဲပြောမယ်ဆိုရင်သောတပတ္တိမပုဂ္ဂိုလ်သောတပတ္တိဖို့ပုဂ္ဂိုလ်စဉ်းစားစီစဉ်ပြီးတော့ရည်တွက်မယ်ဆိုရင်ဘယ်နှမျိုးရှိမလို့၈မျိုးရှိမယ်အဲ့ဒီအရေးဆုံးရှိဖို့အရိယာတပိသာတန်ဃာတော်တွေဟာနော်အာဟုနေယအယဝေကယူလာတဲ့ဝတ္ထုပစ္စည်းတွေကိုတော့အလှခံယူခြင်းကထိုက်တန်တဲ့အခြေအနေထိဖြစ်သွားပြီမြင့်မြတ်လို့ဖြူစင်လို့တန့်ရှင်းလို့ဟုတ်လားပါဟုနေယဧည့်သည်လုံငါယူထားတဲ့ဝတ္ထုပစ္စည်းတွေကိုတော့အလှခံယူခြင်းကထိုက်သွားပြီဒက္ခိနေယတမလွန်လောကကောင်းကျိုးရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မွန်မြတ်တဲ့အလှကိုခံယူခြင်းကထိုက်သွားပြီအင်ဇလိကရဏီယလက်အုပ်ချီမှုရှိခိုးခြင်းကိုခံယူခြင်းကထိုက်သွားပြီအနုတ္တရံပုညခိတံလောကသလောကလူသားတို့ရဲ့
ကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာလေယာမြေကောင်းတစ်ဖွဲ့တောင်ဖြစ်သွားပြီဒါကိုဘုန်းကြီးတို့ရဲ့စိတ်ထဲကလိုက်လဲယုံကြည်တယ်ကြီးညိုတယ်ဟုတ်လားအဲ့ဒါအပြင်နောက်ထပ်ဘာပြောတာတော့၅ပါးသီလပြည့်စုံတယ်အဲ့ဒါကိုဘုန်းကြီးတို့သောတာပန်တို့မှာရှိတဲ့အည်အသွေးတနည်းအားဖြင့်သောတာပန်ဖြစ်သွားပြီဆိုရင်ဒီအည်အသွေး၄ချက်ကလုံးဝပြည့်စုံသွားတယ်အဲ့တော့ဘုရားကိုကြည်ညိုတယ်တရားကိုကြည်ညိုတယ်တန်ခါကိုကြည်ညိုတယ်ဆိုတာကသူ့စိတ်ထဲကဖြစ်နေတဲ့ကိစ္စကြည်ညိုခြင်းရှိမရှိဆိုတာကြီးကသိဖို့ကအရင်ကြီးတစ်ခါတလေမလွယ်လာဘူးပေါ့နော်ဒီလိုသောတာပန်ဟုတ်မဟုတ်ဆိုတာကိုဘုန်းကြီးတို့စစ်ဆေးတဲ့အခါမှာဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေထားရှိမရှိဆိုတာနဲ့စစ်ဆေးတာတဲ့၅ပါးသီလကိုတကယ်ကိုမလွန်ကျူးဘူးလားလွန်ကျူးသလားဆိုတဲ့အနေထားကနေပြီးတော့စီစစ်တာကတော့ဘယ်လိုမှမလွယ်နိုင်ဘူးတချို့ကတော့သောတာပန်ဖြစ်ချင်တာတော့အလွန်ပဲဟုတ်လား၅ပါးသီလကမပြည့်စုံဘူးဟိုတုန်းကမာစီဆိုဘုရားကြီးဟောတဲ့တရားကိုရေးထားတဲ့စာအုပ်ရှိတယ်နောက်တခါတယောက်ကိုသူ့ရဲ့ဆရာကမင်းသောတာပန်ဖြစ်ပြီလို့သတ်မှတ်ပေးလိုက်တယ်ဒီခေတ်လည်းရှိရပဲเนาะမင်းသောတာပန်ဖြစ်ပြီဆိုတော့ကြာဝုထာတာကိုဒေသနာတွေကသောတာပန်ဆိုရင်ဘာတော့၅ပါးသီလမလွန်ကျူးဘူးသောတာပန်၅ပါးသီလမလွန်ကျူးဘူးဆိုတာကတမင်အောင်ဤစောင့်စည်းထိမ့်သိမ့်နေရတာမျိုးမဟုတ်ဘူးလွန်ကျူးလိုတဲ့စိတ်ကိုမရှိဘူးတတ္တဝါရဲ့အသက်ကိုတတ်ရလောက်သူ့မှာလောဘဒေါသမကြီးတော့ဘူးခုနကလူကသူကသောတာပန်တကယ်ဖြစ်နေတာမဟုတ်ဘူးလေဒါပေမဲ့သောတာပန်ဖြစ်ရင်၅ပါးသီလလုံနေဆိုတော့သူခင်ဗျာ၅ပါးသီလကိုလွန်ကျူးခြင်းရဲ့နဲ့အောင်ဤစောင့်စည်းပြီးတော့ထိမ့်သိမ့်ရနောက်တော့မာစီစော်ကြီးနဲ့တွေ့တယ်တဲ့တွေ့တော့အဲ့လိုပဲသူ့အရင်ဘုန်းကြီးတစ်ပါးကသောတာပန်ဖြစ်တယ်လို့ပြောတယ်ဗျာတကားမင်းဘာသောတာပန်မှမဖြစ်သေးဘူးအဲ့လိုလဲပြောလိုက်ရောအော်တပည့်တော်သောတာပန်မဖြစ်သေးဘူးလားဗျာအဲ့ဒါနောက်တော့တကားကသောတာပန်မဖြစ်ဘူးဆိုတော့ငါ၅ပါးသီလဖောက်ဖျက်ခြင်းလဲဖောက်ဖျက်လို့ရပြီဟုတ်လားနော်ကြည့်နော်ဟုတ်လားအစာတဲ့ကသူကလွန်ကျူးလူစိတ်မရှိလို့ရှောင်နေတာမှမဟုတ်တာခုသောတာပန်မဟုတ်ဘူးတဲ့လို့ပြောတော့သူက၅ပါးသီလတောင်မလုံတော့ဘူးတဲ့ဘာပြောနေတာတော့နော်သူများကသောတာပန်ဖြစ်ပြီလို့ပြောတာနဲ့သူ့ကိုယ်သူသောတာပန်ဖြစ်တယ်လို့ထင်နေတာတကယ်ဖြစ်တာမှမဟုတ်တာဟုတ်အဲ့တော့ဆိုတော့ကြီးကညီးတဲ့သဘောလေးနဲ့ပြောတယ်တဲ့သူကသူငကောသောတာပန်ဖြစ်တယ်လို့ထင်နေတာလေးကမှ၅ပါးသီလကိုအောင့်ဤပြီးတော့လုံခြုံအောင်စောင့်နေသေးတယ်အခုမဖြစ်တော့ဘူးလို့ပြောကမှ၅ပါးသီလတောင်မလုံတော့ဘူးတဲ့ဘာတွေပြောနေတာဘုန်းကြီးကလောကကြီးမှာကမောက်ကမတွေဖြစ်နေတာတွေကိုပြောပြတာဟုတ်လားနော်ခုဒီမှာမြတ်စွာဘုရားကသောတာပန်ဆိုလို့ရှိရင်စေတနာမြတ်သုံးပါးကိုအသက်ထက်ပိုပြီးတော့ချစ်မြတ်လို့တဲ့ကြီးညိုတယ်ဟုတ်လားပြီးတော့မှာတော့၅ပါးသီလကိုအသက်ဒီဟုသောအကြောင်းကြောင့်တောင်မလွန်ကျူးမဖောက်ဖြစ်ဘူးပြည့်စုံတယ်တန်ရှင်းအောင်ဆင်ခြင်အောင်ကြိုးစားတယ်ဟုတ်လားဒါကသောတာပန်ပုဂ္ဂိုလ်မှာရှိတဲ့အည်အသွေးသောတာပန်ဖြစ်ပြီးဆိုရင်အလွန်မွန်မြတ်တဲ့မျက်နှာဝေရကောင်းတဲ့အကျိုးရလဒ်2မျိုးအကျိုးရလဒ်2မျိုးကိုမမေ့နဲ့နော်ဒါမှဘုန်းကြီးတို့သောတာပန်ဖြစ်ခြင်းနဲ့စိတ်ဆန္ဒတွေထက်သန်ပြီးတော့သောတာပန်ဖြစ်အောင်လုပ်တဲ့လုပ်ငန်းမှာတိုးတက်နိုင်မယ်ပေါ့သောတာပန်ဖြစ်ပြီးဆိုရင်ဘာတော့အာဝိနိပါဒဓမ္မသေပြီးတဲ့နောက်မှာသုတဝါဘာဖောက်ပြန်ပြောင်းလဲကြာရောက်စေဟာအကြောင်းရှိဘူးနိယတသံဘောဓိပရာယနာတေချာပေါအထက်မဲ့ဉဏ်ပုံဉဏ်တို့ကိုရရှိလိမ့်မယ်ရောက်ရှိလိမ့်မယ်ဒါပြောနော်အဲ့ဒါဆက်ပြီးတော့ဘုန်းကြီးကသောတာပန်နဲ့ပတ်သက်ပြီးတော့နောရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားမေးထားတယ်မေခွန်း3ခုအဲ့ဒါသောတာပန်ဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့အလွန်မှနော်မှတ်သားစရာကောင်းတဲ့လေ့လာထားစရာကောင်းတဲ့သုတ်တန်တစ်ပုဒ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုမေးတယ်သာရိပုတ္တရာတဲ့သောတပတ္တိယင်ကသောတပတ္တိယင်ကလို့လောကမှာပြောနေကြတယ်သောတပတ္တိယင်ကဆိုတာကသောတာပန်ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုပြောတာဒီအကြောင်းတရားတွေပြည့်စုံရင်သောတာပန်ဖြစ်လိမ့်မယ်တနည်းအားဖြင့်သောတာပန်ဖြစ်ခြင်းတယ်ဆိုရင်သောတာပန်မဖြစ်ခင်ရှေးဖို့မှာဒီအကြောင်းတရားတွေပြည့်စုံထားရလိမ့်မယ်သောတာပန်ဖြစ်ခြင်းရတဲ့ပုဂ္ဂိုလ်တွေကိုယ်တန်တမှာရှိအောင်လုပ်ထားရမယ်တရား၄မျိုးအဲ့ဒါကိုသောတပတ္တိယင်္ဂလို့ခေါ်တယ်နော်အဲ့ဒီသောတပတ္တိယင်္ဂသောတပတ္တိယင်္ဂလို့ပြောရတယ်သောတပတ္တိယင်္ဂတရားဆိုတာဘာတော့လို့မေးတယ်နော်မေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့သောတပတ္တိယင်္ဂတရားဆိုတာနံပါတ်1
သဗ္ဗုရိသတန်တေဝတရားကိုတကယ်သိတဲ့မြင်တဲ့သီလသမာဓိပညာနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံတာဟုတ်လားနံပါတ်2တတ္တမတာဝနာတကယ်ဒုက္ခငြိမ်းစေမဲ့နော်လွတ်မြောက်မှုကိုဖြစ်စေမဲ့နိမန်လမ်းမှာတရားဒေသနာတွေကိုများစွာနာယူမှတ်သားလေ့လာလိုက်စားတာတတ္တမတာဝနာနောက်နံပါတ်3ယောနိသောမနတိကာရတင့်တင့်လျောက်ပတ်မှန်ကန်တဲ့အတွေးမှန်အမြင်မှန်ရှိတာဥပြီးတော့လူငယ်လေးတွေနားလည်အောင်ပြောရရင်အကုသိုလ်မဖြစ်အောင်စဉ်းစားနိုင်တယ်ကုသိုလ်ဖြစ်အောင်စဉ်းစားနိုင်တယ်တို့တို့အတွေ့အကြုံတိုင်းမှာကိုယ်တန်တန်မှာကုသိုလ်သဘောသို့မဟုတ်အကုသိုလ်သဘောတစ်မျိုးမျိုးနဲ့တော့ကျွတ်တို့ကတုံ့ပြန်နေကြတာမြင်လိုက်ရပြီကြားလိုက်ရပြီစားရပြီတွေ့ရပြီထိရပြီတွေးမိပြီကြံမိပြီချမ်းသာပြီဆင်းရဲပြီဒါတွေကိုဘုန်းကြီးတို့ဘာလို့သုံးလုံးလိုက်တော့အတွေ့အကြုံတွေဟုတ်တယ်မဟုတ်လားအတွေ့အကြုံပဲတွေ့ရယုံကြုံရယုံပဲဘယ်မှလည်းထိမ့်သိမ့်ထားလို့လည်းမရဘူးအဲ့ဒီအတွေ့အကြုံတွေတွေ့ကြုံလာပြီဆိုရင်ဘုန်းကြီးတို့ရဲ့စိတ်ကကောင်းသောသဘောဖြင့်တုံ့ပြန်သလားသို့မဟုတ်ဆိုးသောသဘောဖြင့်တုံ့ပြန်သလားအပြုအမူအပြောဆိုအတွေးကြံတွေထိမရောက်သေးဘူးဆိုရင်တောင်စိတ်ထဲမှာအဲ့ဒီသဘောလေးတွေဖြစ်သွားတာရှိတယ်အဲ့ဒါကိုသင်္ခါရခေါ်တာပါနော်စေတနာကောင်းဆောင်တဲ့သင်္ခါရတရားတွေကုသိုလ်အကုသိုလ်ဟုတ်လားအဲ့ဒါကကြီးထွားလာပြီဆိုရင်ဘုန်းကြီးတို့အတွေးအပြောအလုပ်အဲ့ဒီထိသူကအရှင်းတက်လာလိမ့်မယ်ကုသိုလ်အကုသိုလ်ရဲ့သဘောဘုန်းကြီးတို့သင်္ခါရသဘောတွေတုံ့ပြန်တယ်ဆိုတဲ့နေရာမှာယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်လို့ရှိရင်ကုသိုလ်သဘောဖြစ်သွားတယ်နော်အာယောနိသောမနတိကာရနှလုံးသွင်းမှားလို့ရှိရင်အကုသိုလ်သဘောဖြစ်သွားတယ်အတွေ့အကြုံတိုင်းမှာဘုန်းကြီးတို့ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအဲ့ဒါဘယ်မှာမူတည်နေတုံးလို့မင်းယောနိသောမနတိကာရရှိသလားမရှိဘူးလားပေါ်မှာပဲမူတည်နေတယ်ကျွတ်တို့မမှန်ကန်ကန်စဉ်းစားတတ်တဲ့ဆင်ញင်တတ်တဲ့အမြင်ကောင်းတယ်ဆိုရင်တော့ဘလို့အာယုံပဲတွေ့သူကကုသိုလ်ဖြစ်ဖို့ပဲဟုတ်လားအမြင်ကမကောင်းတော့ဘူးအမြင်ကစောင်းနေပြီဆိုရင်တော့ဟာကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှတောင်ကြံကြံဖန်ဖန်အဲ့ဒီလိုအကုသိုလ်ဖြစ်အောင်ပဲဟုတ်လားဟောသူပင်ကိုကွာစားသူကဘာလို့စောင်းနေပြီတိတ်နေပြီသူ့စားဟုတ်လားဒါကြောင့်ကုသိုလ်ဖြစ်ခြင်းအကုသိုလ်ဖြစ်ခြင်းမှာအရေးအကြီးဆုံးအကြောင်းတရားကိုယ့်ရဲ့အတွင်းထဲမှာယောနိသောမနတိကာရရှိမရှိဆိုတာပါပဲနောက်ပြင်ဘက်ကအကြောင်းတရားတွေလည်းပဲအကြောင်းတရားပါပါတယ်နော်လောဘဖြစ်ဖို့ဆိုရင်အိဋ္ဌာယုံနဲ့တွေးဖို့လိုတယ်ဒေါသဖြစ်ဖို့ဆိုရင်အနိဋ္ဌာယုံနဲ့တွေးဖို့လိုတယ်ဒါကပြင်ဘက်ကအကြောင်းတရားတွေသို့သောကိုယ်ဟာသာယောနိသောမနတိကာရရှိမယ်ဆိုရင်အိဋ္ဌာယုံနဲ့ပဲတွေးအနိဋ္ဌာယုံနဲ့ပဲတွေးဒီလိုမှဖြစ်မယ်လို့ကုသိုလ်ပဲဖြစ်ပါဟုတ်လားဒါကြောင့်ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ဖို့ဆိုတာအလွန်မှအရေးပါတဲ့ဘုန်းကြီးတို့ရဲ့တန်တာမှာပြည့်စုံအောင်လုပ်ရမယ်လိုအပ်ချက်ကြီးလို့ဘုန်းကြီးကတော့မြင်မိတယ်ခုဒီမှာသောတာပန်ဖြစ်ခြင်းတယ်ဆိုရင်သောတာပတ္တိရှင်ကတရား၄ပါးသောတာပန်ဖြစ်ကြောင်းအင်္ဂါရက်၄မျိုးထဲမှာသူ့ကို၃ခုမြောက်မှာထည့်ထားတယ်သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းတရားနာယူရမယ်စဉ်းစားတာတွေးတောတာမှန်ကန်ရမယ်ယောနိသောမနတိကာရနောက်၄ခုမြောက်ကြတော့ပါပြောတော့လုပ်ပါအောင်တရားစစ်နော်၄ခုမြောက်ပါဖြစ်နိုင်နော်ဓမ္မာနုဓမ္မပฏิပတ်တိဟုတ်ပြီနော်မဉ္ဇဉ်ဖို့ဉဏ်ရခြင်းကထိုက်တန်တဲ့တင့်တော်တဲ့စာလို့စာဆန်းဆန်းဘာသာပြန်လေးရတော့ဘလို့ပြန်ထားတာတော့သူတော်ကောင်းတရားအားလေရောသောအကျင့်အဲ့တော့နည်းနည်းလေထွက်သွားတယ်နော်ဟုတ်လားသူတော်ကောင်းတရားအားလေရောသောအကျင့်အမှန်ကနော်ဒီအကျင့်ဟာကျင့်သုံးလို့ရှိရင်မဉ္ဇဉ်ဖို့ဉဏ်ရစေတတ်တယ်လို့ပြောတာမဉ္ဇဉ်ဖို့ဉဏ်ရစေတတ်တဲ့အကျင့်ကိုအဲ့ဒါဓမ္မာနုဓမ္မပฏิပတ်တိနော်ဒါတရားနဲ့ထိုက်တန်တယ်တရားနဲ့လေရော်တယ်ဒီတိုင်းကျင့်လို့ရှိရင်တရားရလိမ့်မယ်လို့ပြောတာဘယ်ကျင့်ကိုပြောတာလဲဆိုတော့တတိပဋ္ဌာန်တရားမဂ္ဂင်၈ပါးဥပဒနာတရားအတူတူပါပဲခုယောဂီများကိုအာယုံဆိုင်ပြီးတော့တတိလေးထားနေတယ်တိယုံလေးပဲဟုတ်လားဗာလေးပဲဖြစ်ဖြစ်သိနေတယ်ပေါ့ပေါ့ပါပါလေးအပိစုပန်လေးကိုတတ်နိုင်တယ်မြတ်တူတူတောင်းတောင်းလေးပိုင်းဖြတ်ပြီးတော့တီနေအောင်လေ့ကျင့်တယ်အဲ့ဒါဓမ္မနုဓမ္မပฏิပတ်တိလုပ်နေတာပဲနောက်ဝင်လေထွက်လေကိုလိုက်ကြည့်နောက်အစတော့သူကအလုံးလိုက်ခဲလိုက်ဟုတ်လားဝင်လေတစ်ခုကိုလည်းပဲမပိုင်းဖြတ်နိုင်ဘူးတစ်ခုတည်းလိုပဲထင်တယ်ထွက်လေကိုလည်းပဲတစ်ခုတည်းလိုပဲထင်တယ်အထိုင်လျောက်
တမာရီလေးအကောင်းလာပြီရှင်ဝင်လေဟာတခုတည်းမဟုတ်ပါလားပစ္စုပန်ပေါင်းများစွာနော်ပြီးပြောက်သွားလိုက်ဆက်ဖြစ်လိုက်ပြီးပြောက်သွားလိုက်ဆက်ဖြစ်လိုက်ပြောလို့သာနှေးနေတာစိတ်ကအမြန်းမြန်းဆန်းဆန်းအများကြီးမသိနိုင်ဘူးလားသိနိုင်တယ်ဟုတ်လားဘုရားများတရားထုတ်တဲ့ပုဂ္ဂိုလ်တွေအလုပ်ပေးတရားဟောတဲ့နေ့ကအဲ့ဒါလေးပြောခဲ့တယ်ထင်တယ်နော်ရွရွတစ်ထောင်ရှိတဲ့စာအုပ်ကြီးပေါ်ကိုတန်ကြုံလေးတင်ပြီးတော့ဆေပေါင်တူနဲ့ထုလိုက်တယ်ဒါရင်ဆိုတဲ့အချိန်လေးမှာဒီရွရွတစ်ထောင်ပေါက်သွားတယ်တရွယ်ပေါက်ပြီးမှတရွယ်ပေါက်ရတာအလွန်တူတော်တဲ့ပစ္စုပန်လေးတွေကိုဉာဏ်နဲ့သက်ဝင်နိုင်ဖို့ဥပမာဆိုတာပေးရတယ်ဘုရားဟောတဲ့တရားတွေမှာဥပမာနဲ့ကင်းတဲ့တရားဆိုတာအလွန်ရှားတယ်ဘုန်းကြီးတို့ရဲ့စိတ်ကဥပမာလေးနဲ့ကပ်ပြီးတော့ပြောလိုက်မှနားလည်မှုကြီးကိုလွယ်လွယ်ကူကူတန်တန်မတ်မတ်ရောက်သွားတာနောက်ရှင်နားမလည်ဘူးဟုတ်လားခုဘုန်းကြီးကဘာပြောနေတာတော့ဓမ္မနုဓမ္မပฏิပတ္တိမဉ္ဇဉ်ဘုံဉဏ်ရာခြင်းကထိုက်တန်တဲ့အကျင့်ဒီအကျင့်ကိုကျင့်မဉ္ဇဉ်ဘုံဉဏ်ရလိမ့်မယ်အဲ့ဒီအကျင့်ကိုကျင့်ရမယ်လို့ပြောတာတတိပဋ္ဌာန်အကျင့်ကိုကျင့်ရမယ်လို့ပြောတာအဲ့တော့သောတပတ္တိယင်္ဂတရား၄ပါးတဲ့သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းတရားနာယူရမယ်နှလုံးသွင်းမှန်ကန်ရမယ်တရားကျင့်ရမယ်၄မျိုးနော်အဲ့ဒါဆက်ပြီးတော့မေးတယ်မြတ်စွာဘုရားကရှင်သာရိပုတ္တရာပေါ့သာရိပုတ္တရာတဲ့သောတစီးဆင်းနေတဲ့ရေအရင်လို့ပြောကြတယ်ဟောသောတာပန္နဘုန်းကြီးကတရားဏိဒန်းစာရစာခွဲခြားပြီးတော့ပြောလိုက်တယ်နော်သောတာပန္နဟုတ်လားသောတာတစ်လုံးအပန္နတစ်လုံးသောတာဆိုတာရေရင်အပန္နဆိုတာရောက်တာဒီနေရာမှာစီးဆင်းနေတဲ့ရေရင်ဆိုတာဘာကိုပြောတာတော့အဲ့တော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့သောတာဆိုတာမဂ္ဂင်၈ပါးကိုပြောတာပါတဲ့ဟုတ်လားသောတာဆိုတာဘာလဲတော့မဂ္ဂင်၈ပါးတဲ့မဂ္ဂင်၈ပါးဆိုတာဘာတော့အသေးစိတ်အဲ့ဒီမှာလဲလျှောက်တယ်သမာဓိဋ္ဌိမှန်ကန်တဲ့အမြင်သမာသင်္ကပ္ပမှန်ကန်တဲ့အတွေ့အကြံသမာဝါစာမှန်ကန်တဲ့အပြောသမာကမ္မန္တမှန်ကန်တဲ့အပြုအမူသမာအာဇီဝမှန်ကန်တဲ့အတ္တမူဝံကြောင့်မှုသမာဝါယမမှန်ကန်တဲ့အထုံမှုသမာတတိမှန်ကန်တဲ့အောက်မေ့အမှတ်ရမှုသမာသမာဓိမှန်ကန်တဲ့တည်ငြိမ်မှုရှင်မျိုးနော်ဒါကိုဘုန်းကြီးတို့ထပ်ပြီးတော့အကျဉ်းမြင်လေးအုပ်စုလေးခွဲမယ်ဆိုရင်သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပကပညာမဲ့ခင်နှစ်ပါးဟုတ်လားမှန်မှန်သိတယ်မှန်မှန်တွေးကြံတယ်သမာဝါစာသမာကမ္မသမာကမ္မန္တသမာအာဇီဝဆိုတာကသီလမဲ့ခင်၃ပါးအပြောမှန်တယ်အလုပ်မှန်တယ်အဲ့ဒီမှန်ကန်တဲ့အလုပ်အပြောတို့ဖြင့်အတ္တမူဝမ်းကြောင့်မှုပြုတယ်။မာယွင်တဲ့အပြောအလုပ်တို့ဖြင့်အတ္တမူဝမ်းကြောင့်မှုမပြုဘူး။အဲ့ဒါပါတော့သီလမဲ့ခင်၃ပါးသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိအထုံးမှုမှန်တယ်အောက်မေ့မှုမှန်တယ်တည်ငြိမ်မှုကလည်းမှန်တယ်။သမာဓိမဲ့ခင်၃ပါးအဲ့ဒါသောတာဆိုတာမဲ့ခင်၈ပါးကိုပြောတယ်အဲ့ဒါသောတာပန်ဖြစ်ခြင်းအဲ့ဒီမဲ့ခင်၈ပါးနဲ့နေဟုတ်တယ်မဟုတ်လားရေစည်းချောင်းကိုရောက်နေဖို့လိုတယ်အဲ့ဒီရေစည်းချောင်းကဟုတ်လားဘုန်းကြီးတို့ဓာတုခန္ဓာမှာတုတ်တန်ရပြောမယ်ဆိုရင် तू ကနိဗ္ဗာန်ဆိုတဲ့ပင်လယ်ကြီးကို तू ကဥတည်နေတာရောက်သွားလိမ့်မယ် तू ကအဲ့ဒီရေစည်းချောင်းကတော့ကိုကဘာတော့မဖယ်ခွာဖို့မရှောင်ဖို့မတိမ်ဆောင်ဖို့တော့လိုမယ်ပေါ့နော်ဒေသနာလေးတွေကကြည်ကြည်ပြည့်ပြည့်သိရင်ဆက်ဆက်ပြီးတော့တွေးရတာအလွန်ရတာရှိတယ်ဟုတ်တယ်မို့လားတမာဒိဋ္ဌိတစ်တုံကြီးမျောနေတာဟိုဘက်ကလည်းမတင်ဘူးဒီဘက်ကလည်းမတင်ဘူးဟုတ်လားအနေ၈ချက်ကလွတ်ကင်းမယ်ဆိုရင်တေချာပေါင်းနိဗ္ဗာန်ရောက်မှာအလွန်ကောင်းတဲ့သုတ်တန်အဲ့ဒီသုတ်တန်ကြီးကခုဒီမှာမြတ်စွာဘုရားအလိုတော်ကြရှင်သာရိပုတ္တရာဖြေတယ်သောတာစီးဆင်းနေတဲ့ရေအရင်ဘာကိုပြောတာတော့မဂ္ဂင်၈ပါးတဲ့ဟုတ်လားအဲ့ဒီမှာဘုန်းကြီးတို့နောက်ဆုံးမြတ်စွာဘုရားရှင်သာရိပုတ္တရာကိုမေးတာသောတာပန္နဟောသောတာပန်ပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာတော့နော်သောတော်တုံးကပြောခဲ့တာတွေထဲမှာဖရာတရားတန်ခါယရဏမြတ်သုံးပါးကိုကြည်ညိုတဲ့၅ပါးသီလဖြူစင်တန်ရှင်းတဲ့ဒါသောတာပန်ပုဂ္ဂိုလ်မှာရှိတဲ့အရေးအသွေးပေါ့နော်ခုဒီမှာကျတော့တစ်မျိုးလေးပြောတယ်သို့တော့အဲ့ဒီနှစ်မျိုးလုံးဟာအကြီးအကျယ်ဆက်ဆက်နေတယ်သောတာပန်သောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုရင်တဲ့မဂ္ဂင်၈ပါးပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်ပုဂ္ဂိုလ်လို့ခေါ်ပါတယ်တဲ့နော်မဂ္ဂင်၈ပါးပြည့်စုံသွားတဲ့ပုဂ္ဂိုလ်လို့သုံးတယ်နော်အဲ့ဒါဘုန်းကြီးတို့သောတာဆိုတာကမဂ္ဂင်၈ပါးသောတာပန်ပုဂ္ဂိုလ်ဆိုတာကအဲ့ဒီမဂ္ဂင်၈ပါးသုတ္တန်တမှာပြည့်စုံသွားပြီ
ဘယ်ကြီးရှိပါပြည်စုံပြီဆိုတာဒါအတွင်းအစ္ဆဒပိုင်းဆိုင်ရာအည်အသွေးလို့ဘုန်းကြီးကသုံးလုံးခြင်းတယ်သောတာပန်ပုဂ္ဂိုလ်တူတယောက်ရဲ့အတွင်းအစ္ဆဒအည်အသွေးပေါ့နော်ဆိုတော့ကဘုရားကိုကြည်ညိုတယ်တရားကိုကြည်ညိုတယ်တန်ခါကိုကြည်ညိုတယ်တော့သီလနဲ့ပြည့်စုံတယ်ဆိုတာကသူကထင်သာမြင်သာရှိတဲ့သူ့ရဲ့အည်အသွေးလို့ဒီလိုဘုန်းကြီးတို့ခွဲခြားပြီးတော့နားလည်လို့ဖြစ်မဲ့ထင်ပါတယ်နော်မဂ္ဂင်၈ပါးနဲ့ပြည့်စုံတယ်ဆိုတာတော့သူကသီလသမာဓိပညာအလွန်နဲ့ဆိုင်တဲ့သဘောတွေသူကပြည့်စုံသွားတာဟိုအရင်ကြီးကြွားချလာတယ်လို့တော့မဆိုနိုင်ပါဘူးခုနတော့ကဘုရားတရားတန်ခါကိုကြည်ညိုတယ်သီလနဲ့လည်းပြည့်စုံတယ်ဆိုတဲ့ထဲမှာသီလလည်းပါတယ်ဘုညာတွေးကြည့်တယ်ဘုရားတရားတန်ခါကိုကြည်ညိုတယ်ဆိုတာကသူကပညာသဘောပဲတကယ်ကသိတယ်နားလေတယ်ဘုရားဆိုတာဘာလဲအစစ်အမှန်နားလေတယ်တရားကိုလည်းနားလေတယ်တန်ခါကိုလည်းနားလေတယ်သူ့ကိုဘာလို့ဘုန်းကြီးတို့ကောက်ချက်ဆွဲမလဲဆိုရင်ပညာလို့ကောက်ချက်ဆွဲတဲ့တယ်ဟုတ်တယ်မဟုတ်လားဉာဏ်မရှိရင်မသိနိုင်ဘူးမသိရင်လည်းဒါအဲ့ဒီဉာဏ်သူ့မှာမရှိဘူးဟုတ်လားခုဒီမှာမဂ္ဂင်၈ပါးကိုမှာဘုန်းကြီးတို့နားလေတဲ့အခါမှာဒီယုံနံတဘာဝဘဝရဲ့သဘောတဘာဝဒါတွေကိုအမှန်တိုင်းသူကသိတယ်မြင်တယ်သိဖို့မြင်ဖို့အတွက်သူ့ရှိဖို့မှာတမာတိတည်ငြိမ်မှုတွေရှိတယ်အဲ့ဒီရှိဖို့မှာတော့အနေမှန်မှုသီလတွေရှိတယ်သူကတော့အဲ့လိုဖွဲ့စည်းတည်ဆောက်တာပါနော်သီလတမာတိပညာဟုတ်လားအဲ့တော့တမာဒိဋ္ဌိကတကယ်တမ်းကအရေးပါဆုံးပဲနော်အဲ့တော့သောတာပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့ဒီတမာဒိဋ္ဌိအမြင်မှန်ပညာဟာသစ္စာ၄ပါးကိုထွန်းဖောက်သိသည့်အထိသူကမြင်မှသွားတော့တာကိုဟုတ်လားဒါကြောင့်မို့လို့သူကသူတို့နှစ်ခုကိုအကျိုးအကြောင်းအကျိုးပြန်ဆက်ဆက်မယ်ဆိုရင်မဂ္ဂင်၈ပါးပြည့်စုံခြင်းကအကြောင်းတရားဟုတ်လားဘုရားတရားတန်ခါကိုကြည်ညိုပြီးတော့၅ပါးသီလနဲ့ပြည့်စုံခြင်းကအကျိုးရလဒ်တစ်ခုလို့ဘုန်းကြီးကအဲ့လိုလဲခံစားမိတယ်ဒါယောဂီတို့ကိုယ့်ကိုတွေးကြည့်ဒေသနာတွေဆိုတာသဘာဝကြလွန်းလို့ဟုတ်လားကုရှင်သာတိပုတ္တရာကသောတာပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာတော့သောတာပန်ဆိုတာဘယ်လိုဟာကိုပြောတာတော့ဆိုတော့ဘယ်လိုဖြေလိုက်တာတော့မဂ္ဂင်၈ပါးပြည့်စုံသူတဲ့အဲ့လိုဆိုရင်ဘုန်းကြီးတို့ဒီသုတ်တန်လေးကလိပ်ပတ်လဲသွားပြီเนาะတရားဟောတာလည်းပဲ35မိနစ်ရှိသွားပြီဟုတ်လားအဲ့တော့သောတာပန်နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့ဘုန်းကြီးတို့ဒီနာရီဝဲကြော်အချိန်လေးထဲမှာတော်တော်များများတစုတစည်းတွေသိရတယ်မြင်ရတယ်ပေါ့ဟုတ်လားသောတာပန်ဖြစ်ပြီဆိုလို့ရှိရင်အဝိနိပါဒဓမ္မဖျို့ဖျဲပြိုကွဲကြာရောက်ပျက်စီးရတယ်ဆိုတာမရှိတော့ဘူးအဘယ်ဘဝနဲ့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးเนาะပြီးလို့ရှိရင်ဘာရှိမလို့နေယတာတံဘောဓိပရာယနာသေချာပေါက်အထက်မဲ့ဉဏ်ပူဉဏ်လျင်ရောက်ရှိရာရရှိရာအနာဂတ်ရှိတယ်ဟုတ်ပြီเนาะအဲ့ဒီမှာမြတ်စွာဘုရားကသောတာပန်ပုဂ္ဂိုလ်တူတယောက်ဒီဘုရားတရားတန်ခါယရဏမြတ်သုံးပါးကိုကြည်ညိုတဲ့၅ပါးသီလနဲ့ပြည့်စုံတယ်ဒါဆိုရင်သူ့ကိုသောတာပန်လို့မှတ်ဆိုပြီးတော့မြတ်စွာဘုရားကတော့ဝေဖန်နိုင်မှုအကဲခတ်နိုင်မှုနော်ဒီသူတို့မှာရှိတဲ့ရှိတတ်တဲ့အည်အသွေးလေးတွေကိုဖော်ပြလိုက်တယ်လို့ဆိုနိုင်တယ်ပေါ့ဟုတ်လားနောက်ဘုန်းကြီးတို့ရှင်သာရိပုတ္တရာကိုမေးထားတဲ့သာရိပုတ္တသုတ်တံထဲမှာနော်သောတာပန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေတွေ့ရတော့သောတပတိရှင်ကတရား၄ပါးသောတာပန်ဖြစ်ခြင်းရဲ့အကြောင်းတရား၄မျိုးဘာတွေတော့သူတော်ကောင်းကိုပေါင်းမယ်သူတော်ကောင်းတရားကိုနာယူမယ်ယောနိသောမနိတိကာရနှလုံးသွင်းမှန်မယ်ဓမ္မနုဓမ္မပฏิပတ္တိတရားကျင့်ရမယ်ဟုတ်လားနောက်သောတာဆိုတာဘာကိုပြောတာတော့မဂ္ဂင်၈ပါးစိစင်းနေတဲ့ဓမ္မရေအရင်ဓမ္မရေစည်းကြောင်းဟုတ်လားသောတာပန်ပုဂ္ဂိုလ်ဆိုတာအဲ့ဒီဓမ္မရည်စည်းကြောင်းလို့ဆိုတဲ့မဂ္ဂင်၈ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါဘုန်းကြီးတို့ကဘယ်ရာပါအရေးအကြီးဆုံးနော်မမေ့မလျော့မှတ်သားထားရမယ့်အရာလဲနားလည်ထားရမယ့်အရာလဲလို့မေးရင်သောတပတိရှင်ကတရား၄ပါးပဲဟုတ်တယ်မဟုတ်လားကိုသောတာပန်ဖြစ်ချင်တာကိုသောတာပန်ဖြစ်ရင်သောတာပန်ဖြစ်ခြင်းရဲ့အကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်ရမယ်သောတာပန်ဖြစ်မှရရှိမဲ့အကျိုးကျေးဇူးတွေကမသိလဲအရင်ကြီးကိစ္စမရှိဘူးသောတာပန်ဖြစ်တော့သူကပြည့်စုံမှာမဖြစ်ရင်မပြည့်စုံဘူးဖြစ်ရင်ပြည့်စုံပါဒါကသူကဘဟုတုဓမ္မဘဟုတုတအနေနဲ့သာသိဖို့မြင်ဖို့ဘုန်းကြီးတို့ကြိုးစားတာတကယ်အရေးပါတဲ့သိစရာကဘယ်ရလဲသောတပတိရှင်ကတရား၄ပါးပဲဟုတ်တယ်မို့လားသောတာပန်ဖြစ်ခြင်းရဲ့အကြောင်းတရား၄မျိုးသောတာအကြောင်းလည်းသိတဲ့နဲ့နော်သောတာကမဂ္ဂင်၈ပါးသောတာပန်ကတော့မဂ္ဂင်၈ပါးပြည့်စုံသူနော်အဲ့တော့သူတော်ကောင်းနဲ့ပေါင်းဖို့ဘုန်းကြီးတို့ကြိုးစားရမယ်သူတော်ကောင်းတရားမပြတ်နာယူနေမိဖို့ကြိုးစားရမယ်
နော်ယောနိသောမနတိကာရအတွေးအမြင်မှန်ဖို့လည်းအားဆက်ရမယ်တရားနှလုံးကျင့်သုံးဖို့ဓမ္မနုဓမ္မပฏิပတ်တိလည်းပဲကြိုးစားရမယ်ပေါ့ဒါတွေပြည့်စုံသွားလို့ရှိရင်အကျိုးရလဒ်ဖြစ်တဲ့သောတာပန်ပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားမယ်လို့ဆိုလိုတာဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်သောတာပန်အဖြစ်ကိုပြုတတ်တဲ့သောတာပတိရှင်ကတရား၄ပါးနဲ့ပြည့်စုံကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း